မင်္ဂလာပါရှင် Rose Silent Company Limited မှာဒီနေ့မျှဝေပေးခြင်းတဲ့အကြောင်းအရာလေးကတော့အိမ်ငှားရမ်းခြင်းမှာလစဉ်အပိုဝင်ငွေရရှိမယ်နည်းလမ်း9သွယ်ပဲဖြစ်ပါတယ်ရှင်နံပါတ်1ရက်တိုငှားရမ်းခြင်း short term rental ပေါ့နော်ဒီ short term rental ဆိုလို့ရှိရင်ခရီးသွားဝင်ရောက်မှုများပြတဲ့ဒေသတွေဥပမာရန်ကုန်မန္တလေးပြင်ဦးလွင်တောင်ကြီးကလောအင်းလေးညောင်ရွှေပေါ့နော်နောက်ပြီးတော့ချောင်းသာငွေဆောင်ပေါ့အစရှိတဲ့ဒေတာတွေပေါ့မှာဆိုလို့ရှိရင်ခရီးသွားရာသီတွေပေါ့ခရီးသွားရာသီတွေအခုသတင်းကြိုကျောင်းပိတ်ရက်ဒီဇိုင်းတိုင်းကျောင်းပိတ်ရက်ဒီဇင်ဘာ holiday ပေါ့နော်တကြံတို့အဲ့လိုနေရာတွေမှာဆိုလို့ရှိရင်သူက hotel booking တွေကပြည့်တတ်တယ်ပေါ့နော်အဲ့ခါမှာလူကြီးမင်းတို့အနေနဲ့ပေါ့နော်အိမ်လေးတစ်အိမ်ပိုင်ဆိုင်နေဆိုလို့ရှိရင်ကိုယ့်အိမ်ကိုငှားချလို့ရတယ်ပေါ့နော်ငှားချမယ်ဆိုလို့ရှိရင်တညအိတ်ကိုတော့တစ်ယောက်ကိုဘလောက်ပေါ့နော်15ယောက်တစ်ဖွဲ့ကို9ရက်ပြည့်နေဆိုဘလောက်ပေါ့အဲ့လိုမျိုးငှားရမ်းလို့ရတယ်ပေါ့နော်ဒီလိုငှားရမ်းတဲ့လုပ်ငန်းစဉ်မှာတော့ဘာတွေပါလဲဆိုလို့ရှိရင် booking တင်တာပေါ့ booking တင်လို့ရှိရင်တော့ဒါ confirm ဖြစ်ဖို့အရေးကြီးတယ်ပေါ့နော် booking ကို cancel လုပ်လို့ရှိရင်တော့ဒါအိမ်ငှားတဲ့လူတွေနဲ့ဒါနစ်နာနိုင်တယ်ပေါ့နော် booking confirm ဖြစ်ရမယ်နောက်ပြီးတော့အခန်းတန့်ရှင်းဝန်ဆောင်မှုကိုကလုပ်ပေးရမယ်ပေါ့နော်နောက် check in ဝင်တာတွေပေါ့နော်ဒါတွေတော့လုပ်ပေးဖို့လိုအပ်ပါတယ်နံပါတ်2ကတော့သူကရေရှည်ငှားရမ်းခြင်းပေါ့နော် long term rental ပေါ့ long term rental ကတော့ဒါပုံသေးငှားရမ်းနေတဲ့ပုံစံမျိုးပဲပေါ့နော်3လချုပ်6လချုပ်1နှစ်ချုပ်2နှစ်ချုပ်ပေါ့နော်အဲ့လိုလချုပ်2ချုပ်တွေငှားတာပေါ့အဲ့လချုပ်2ချုပ်တွေငှားတဲ့အခါမှာဘာတွေလိုအပ်လဲဆိုလို့ရှိရင်ပေါ့နော်ကိုကဒီအိမ်ပေါ့ဥမာကိုကတော့အကျန်းနဲ့ငှားလိုက်တယ်ဆိုတော့ပြဿနာမရှိဘူးပေါ့နော်ဒါမှမဟုတ်ကိုကဒီလိုကွန်ဒိုတို့တိုက်ခန်းတို့ share ပြင်ထားတယ်ပေါ့ပါကေးတွေလည်း share ခင်းထားတယ်တကားတွေဆိုလည်းတကယ်မှန်အကောင်းစားတွေတက်ထားတယ်ပေါ့နော်နောက်ပြီးတော့အိမ်သားရေချိုးကမိဖို့ကြောင်းဆိုလည်းတကယ် green light မှာပဲကြွေပြအကောင်းစားတွေကတ်ထားတယ်ဘိုးတိုင်းအိမ်သားတွေဆိုလည်း share တက်ထားတယ် air con တွေပါတွေရောပေါ့နော်အဲ့ဒါမျိုးတွေဆိုလို့ရှိရင်ပါကေးတွေပါဆိုလို့ရှိရင်လည်းအစင်းထင်တာတို့ရေဆိုပြီးပွာတာတို့တကားမှန်တွေကွဲတတ်တာတို့ဘိုးတိုင်းအိမ်သားတွေခွဲသွားတာတို့ဘာလို့ဖြစ်တတ်တယ်ပေါ့နော်အိမ်ငါးတွေကအဲ့မျိုးကြလို့ရှိရင်ကိုကမငားခင်နေရပါတော့စာချုပ်မှာတခါလဲထဲချုပ်တင်တယ်ပေါ့နော်တချို့ဆိုလို့ရှိရင်ဒီ fully furnished ပေါ့ပရီဘောကပါအပါပေါ့စက်တီတွေ green တွေရေခဲတစ်တာ microwave ပေါ့နော် oven တို့ဘာတို့အစရှိသဖြင့်အစုံပါပြီးသားပေါ့နော်အစုံပါပြီးသားကိုငှားတယ်ပေါ့ aircon ဘယ်နှလုံးအစရှိသဖြင့်ပေါ့နော်အဲ့လိုမျိုးငှားတယ်ဆိုလို့ရှိရင်ဒါငှားရမ်းစဉ်ကာလာ connection အတိုင်းပေါ့နော်ငှားပြီးပြီဆိုလို့ရှိရင်လည်းဒီအတိုင်းပြန်အပ်ရမယ်ပေါ့နော်အဲ့လိုမျိုးတွေစာချုပ်တွေထဲမှာထည့်ချုပ်ပေးဖို့တော့လိုပါတယ်ရှင်ဒါပေမဲ့လူကြီးမင်းတို့အတွက်ဒီຢာတွေမပူပါနဲ့ပေါ့နော်ကျမတို့ Rose Silent Company Limited ကနေပြီးတော့ one stop service အနေနဲ့ဆောင်ရွက်ပေးပါတယ်ရှင်နံပါတ်3ကတော့သူကဘယ်လိုမျိုးပေါ့နော်အခန်းငှားရမ်းခြင်း room rental ပေါ့ room rental is just like the hostel ပေါ့ room rental ဆိုတာတော့ဒါအဆောင်သဘောမျိုးပါပဲပေါ့နော်တက္ကသိုလ်နဲ့နီးတဲ့နေရာတွေပေါ့တက္ကသိုလ်နဲ့နီးတဲ့နေရာတွေစက်မှုဇုံနဲ့နီးတဲ့နေရာမျိုးတွေမျိုးပြင်လိုနေရာမျိုးတွေမှာလူကြီးမင်းကမြေကွက်လေးတစ်ကွက်ပိုင်တယ်40 60ဖြစ်ဖြစ်20 60ဖြစ်ဖြစ်ပိုင်တယ်ကိုပိုင်တဲ့မြေပေါ်မှာအဆောက်အဦပေါ့9တက်အဆောင်3တက်အဆောင်6တက်အဆောင်လေးတွေစောက်လိုက်မယ်စောက်ပြီးလို့ရှိရင်ဒီ floor တစ်ခုမှာဆိုလို့ရှိရင်10ပေ15ပေပတ်လေအခန်းလေးတွေဖွဲ့မယ်ဖွဲ့ပြီးလို့ရှိရင်ဒီအခန်းထဲမှာပဲပေါ့နော်အိမ်သားရေချိုးကမ်းမီးဖို့ကြောင်လေးတွေပေါ့နော်မီနီပေါ့မီနီကစ်ချန်လေးတွေအိမ်သားရေချိုးကမ်းမီးဖို့ကြောင်တွဲရက်ကလေးတွေပေါ့နော်အဲ့လိုမျိုးလေးတွေပါပြီးသားပေါ့ပြီးတော့အခန်းတိုင်းမှာသူကအစာဦးတတိုင်းလုံးဖြစ်တဲ့အတွက်ကိုသူကအခန်းတိုင်းမှာ7မီတာလေးတက်မယ်ပေါ့နော်တခန်းကိုကြိုက်တဲ့လောက်သုံးကြားတဲ့လောက်ရှင်းပေါ့နော်wifi ကတော့ဒီတလွှာကိုဖြစ်ဖြစ်တတိုင်းလုံးဝယ်ဖြစ်ဖြစ်ပေါ့နော် wifi ကတော့ဒါစုပေါင်းကြခံမှုအနေနဲ့ပေါ့ wifi service ပါတဲ့ဟာမျိုးအနေနဲ့အဲ့လိုမျိုးများသောအားဖြင့်ငှားရမ်းကြတယ်ပေါ့နော်ဒါပေမဲ့ဒီလိုမျိုးပြင်မှာပဲငှားရမ်းလို့ရလားဆိုတော့လည်းမဟုတ်ဘူးပေါ့နော်မျိုးထဲမှာလည်းဒီလိုမျိုးတွေငှားရမ်းလို့ရတယ်ပေါ့မျိုးထဲမှာတော့ဘယ်လိုငှားရမ်းလို့ရလဲဆိုတော့ဒီစုလေမဟာဗန္ဓုလလမ်းမှာပေါ့ဒီလိုလူစီကားတဲ့နေရာတွေမှာဆိုလို့ရှိရင်လူကြီးမင်းအနေနဲ့25ပေပေ50အခန်းလေးတစ်ခန်းပိုင်နေဆိုရင်ပဲပေါ့နော်အဲ့ဒီခန်းမှာဆိုလို့ရှိရင်10ခန်း12ခန်းလောက်ဖွဲလိုက်မယ်အိမ်သားရေချိုးကမ်းမိဖို့ချောင်းကတော့ဘုံ3ပေါ့နော်ဘုံ3အဲ့လိုမျိုးတစ်ခန်းမီတာကတော့လေပေါ့စုပေါင်းရှင်းပေါ့နော်မီတာရေဖို့မီဖို့အပါပေါ့အဲ့မှာကျတော့မီတာတော့7မီတာတက်လို့မရဘူးပေါ့နော်ရေဖို့မီဖို့အပါအဲ့လိုမျိုးငှားရမ်းလို့ရတယ်ပေါ့နော်ဒါပေမဲ့တစ်ခုရှိတာပေါ့နော်ဒီလိုကွန်ပေါင်းလေးတစ်ခုဒီလိုအဝင်းဝိုင်းလေးတစ်ခုဒီလိုအဆောက်အဦလေးတစ်ခုတိုက်ခန်းလေးတစ်ခုထဲမှာမတူညီတဲ့မိသားစုတွေမတူညီတဲ့ဇယိုက်တွေမတူညီတဲ့ဒလေထုံတဲ့နေအတူရှင်တွဲနေထိုင်တဲ့အခါမှာတော့နည်းနည်း conflict လေးတွေရှိရပေါ့နော်ပြဿနာလေးတွေနည်းနည်း problem လေးတွေရှိတတ်တယ်အဲ့ဒါမျိုးဆိုလို့ရှိရင်စီကံလေးတော့ချမှတ်ရမယ်ပေါ့နော်အမိုက်တွေကိုစနစ်တကျပစ်ဖို့
အမိုက်တွေကိုစနစ်ကျပစ်ဖို့မိဖို့ကြောင့်အိမ်သားရေချိုးကန်တုံးပြီးရင်ကိုအမိုက်ကိုတခါတည်းယူဆောင်သွားဖို့လို့နောက်ပြီးတော့ညအိတ်ချိန်မှာအတန်ကြာကြီးဖုံးပြောတာတို့ရန်ဖြစ်တာတို့ပေါ့နော်စူညံပြီးတော့ပတ်ဝန်းကျင်အနှောက်အယှက်ဖြစ်တဲ့ဟာမျိုးတွေမလုပ်ရဘူးပေါ့နော်ဒါမျိုးတွေကတော့စီကံချက်အနေနဲ့ပေါ့နော်တေချာတော့သတ်မှတ်ထားဖို့လိုပါတယ်နံပါတ်4ကတော့အိတ်ချမ်းမြေစီမံခန့်ခွဲခြင်းဆိုင်ရာဝန်ဆောင်မှုပေါ့နော်အိတ်ချမ်းမြေစီမံခန့်ခွဲခြင်းဆိုင်ရာဝန်ဆောင်မှုဆိုတာကတော့ property management service ပေါ့နော် property management service ကအရက်စကားအရာနဲ့ပြောလိုက်လို့ရှိရင်လွတ်ထားလိုက်လှည့်မကြည့်နဲ့ပေါ့နော်လှည့်ကြည့်ကြမလို့ဘူးပေါ့အဲ့ဒီမှာဘယ်လိုမျိုးတွေလဲဆိုတော့လေတချို့တွေမိသားစုလိုက်ပေါ့နော်နိုင်ငံခြားရောက်နေတယ်ကလေးပညာရေးအတွက်မိဘတွေပါနိုင်ငံခြားကိုလိုက်သွားတယ်ပေါ့နော်တော်ရုံလဲဒီဘက်ကိုပြန်လာဖို့အဆင်မပြေဘူးပေါ့အိမ်တွေကလည်းဒီမှာကြံခဲ့တယ်ပေါ့ကွန်ဒိုတွေတိုက်ခန်းတွေလုံးချင်းတွေအဲ့လိုတွေကြံခဲ့တယ်ပေါ့နော်အဲ့ဒါမျိုးတွေနောက်ပြီးတော့ပေါ့နော်လုပ်ငန်းတွေအများများတယ်အိမ်ချမ်းမြေတွေလည်းအများကြီးပိုင်ဆိုင်မှုရှိတယ်လုပ်ငန်းရှင်တွေပေါ့နော်ဒီအိမ်ငှားရမ်းဖို့အတွက်ကိုအချိန်မပေးနိုင်ဘူးပေါ့နော်အိမ်ငှားတွေကိုလည်းလိုက်ပြီးပြမနေနိုင်ဘူးနောက်အဲ့လိုမျိုးပေါ့နော်ဒီအိမ်တွေပျက်စီးယိုယွင်းမှုတွေလည်းလိုက်ပြင်မနေနိုင်ဘူးအချိန်မပေးနိုင်တဲ့လုပ်ငန်းရှင်တွေပေါ့နော်နောက်တစ်ခုကကြတော့ဒီအိမ်ငှားရမ်းတာလေးလောင်းနေပေါ့နော်ခေါင်းရှုပ်မခံခြင်းတဲ့ဘောစီတွေအတွက်ပေါ့နော်ကျမတို့ဒီ Rose Island Company Limited ကနေပြီးတော့ဒီ property management service ကိုအထူး special အနေနဲ့ဝန်ဆောင်မှုပေးပါတယ်ရှင်ကျမတို့ရဲ့ service မှာဘာတွေပါလဲဆိုလို့ရှိရင်လူကြီးမင်းနဲ့ကိုငှားရမ်းလို့တဲ့တိုက်ခန်းကွန်ဒိုနော်လုံးချင်းအိမ်ဂိုရောင်ခြံမြေအစရှိတာတွေကိုလူချင်းမင်းတို့လိုက်ပြီးတော့ပေါ့နော်အိမ်ငှားရှာကြမလို့ကျမတို့ကရှာပေးမယ်ပြီးလို့ရှိရင်အဲ့လိုလူချင်းမင်းတို့ရဲ့အိမ်ဒီမှာမိုးယိုတာတို့ပစ်ထားတာကြတဲ့အိမ်တွေမိုးယိုတာတို့တကားတွေပြတ်တာတို့နော်အဲ့လိုမျိုးမှန်နေကွဲတာတို့အသေးစားအစရှိသဖြင့်အသေးစားအကြီးစားပြင်ဆင်ရမယ့်ဟာတွေဆိုလို့ရှိရင်လည်းကျမတို့ဒီ Rose Island Company Limited ကနေပြီးတော့တခါတည်းပြင်ဆင်ပေးတယ်ပေါ့နော်နောက်ဆုံးဧည့်ချင်းတိုင်တဲ့အထီးပေါ့နော်အဲ့လိုမျိုးလုပ်ပေးတယ်ပေါ့လူချင်းမင်းတို့ကိုတင့်တော်တဲ့ဈေးနဲ့တင့်တော်တဲ့သတ်မှတ်ကာလပေါက်ဈေးအတိုင်းရစေရမယ်ပြီးတော့လားကျုံနှစ်ချုပ်တွေလည်းလူချင်းမင်းတို့ခေါင်းစားစရာမလိုဘူးအိမ်ငှားလည်းရှာစရာမလိုဘူးတခါတည်းကျမတို့ဒီ Rose Island Company Limited ကနေပြီးတော့ဒီလိုမျိုး service တွေပေးပါတယ်ပေါ့နော်အိမ်ကြီးစားအသေးစားပြင်တာတော့ဒီအိမ်ကကျမတို့တာဝန်ယူထားတဲ့ပေါ့နော်ဒီ property management service တာဝန်ယူထားတဲ့ကာလအတွင်းမှာလူကြီးမင်းတို့အိမ်ကိုလှည့်ကြည့်စေရမလို့အောင်ကျမတို့အနေနဲ့ကဝန်ဆောင်မှုပေးပါတယ်ရှင်နောက်ပြီးတော့နံပါတ်5အချက်ကတော့ကုမ္ပဏီကြီးတွေကိုပေါ့နော်ကုမ္ပဏီကြီးတွေကိုငှားရမ်းခြင်းဒီ corporate lease ပေါ့ corporate lease ကြတော့ဒီနိုင်ငံခြားလုပ်ငန်းကြီးတွေဒီဥမာဆိုလို့ရှိရင်ကိုကာကိုလာတို့ဘာလို့လို့ဆိုရင်ဒီသူတို့မှဆိုဝန်ထမ်းတွေအများများတယ်ပေါ့နော်ဒီလိုကုမ္ပဏီလုပ်ငန်းကြီးတွေဆို corporate ကြီးတွေဒီမှာဝင်လာလို့ရှိရင်သူတို့ဝန်ထမ်းတွေအတွက်ပေါ့နော်အယောက်90သား100သားအယောက်900သားအလုံးနေထိုင်မှုအတွက်အဆောက်အဦတွေငှားရမ်းလေးရှိတယ်ပေါ့အဲ့လိုငှားရမ်းတဲ့အခါမှာဆိုလို့ရှိရင်သူတို့ကသူတို့ငှားရမ်းတာတော့ဒီပေါ့နော် profit ကတော့ရတယ်ရှင်ဈေးကောင်းလည်းရတယ်ပေါ့နော်ဒီလိုကုမ္ပဏီအကြီးတွေငှားတဲ့အတွက်ဈေးကောင်းကောင်းလည်းရတယ်ပြီးတော့သူကနှစ်ရှည်အမြဲတမ်းငှားတယ်2နှစ်ကနေအနည်းဆုံး2နှစ်ကနေ9နှစ်10နှစ်ငှားတယ်ပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်လည်းကိုအုံနောက်စားကြမလို့ပေါ့နော်တချို့ဆိုဘန်နေပါတယ်ဆိုရင်ဒီလိုလုံးချင်းအိမ်တွေငှားတယ်ပေါ့နော်နှစ်ရှည်ငှားတယ်ပေါ့အဲ့ဒါမျိုးဆိုရင်ကိုကတစ်နှစ်ကိုပေါ့ဥမာအိမ်ငှားတစ်နှစ်ငှားလိုက်နှစ်နှစ်ငှားလိုက်ပြောင်းသွားလိုက်ပေါ့နော်အိမ်ငှားလည်းအသက်ရှာကြမလို့ဒီလိုမျိုးအာမခံရှိတဲ့ကုမ္ပဏီကြီးတွေကိုငှားရမ်းတဲ့အတွက်ကိုမှရေရှည်အနေနဲ့လည်းအကျိုးရတယ်ပေါ့နော်ဈေးကောင်းလည်းရတယ်လို့ရေရှည်စိတ်ချလုံခြုံမှုလည်းရတယ်ပေါ့ဒီလို customer အကြီးတွေကိုကိုငှားရမ်းလိုက်တဲ့အတွက်ဒါပေမဲ့သူ့မှာတစ်ခုကတော့ရှိတာကတော့လေသူကနှစ်ရှည်ငှားရမ်းတဲ့အတွက်ကိုတစ်နှစ်ကိုပေါ့နော်ဒီအိမ်ငှားရမ်းကဈေးနှုန်းကတော့10%ကနေ50%လောက်ပဲကိုကတက်လို့ရတယ်ပေါ့နော်ဈေးရတော့နော်အဲ့လိုမျိုးတွေလည်းရှိရနောက်တခြားပေါ့နော်ဒီပေါ့အင်ချင်မီနဲ့ဆက်ဆက်တဲ့ခြားအသေးစိတ်စာချုပ်လေးတွေလည်းအနည်းချင်းပေါ့နော်ချုပ်ပေးဖို့တော့လိုတယ်ပေါ့ဒီဟာတွေအတွက်လည်းမပူပါနဲ့ရှင်ကျမတို့ဒီ Rose Island Company Limited ကနေပြီးတော့ဥပဒေဆိုင်ရာစာရွက်စာတမ်းတွေကိုနော်ဥပဒေအရကျွမ်းကျင်တဲ့ဝါရင်ရှင်းနေရနေပြီးတော့ဆောင်ရွက်ပေးပါတယ်ရှင်ဟုတ်ကဲ့အခုဆိုလို့ရှိရင်အိမ်ငှားရမ်းခြင်းကနေပြီးတော့ပုံသေးဝင်ဝင်ရရှိမဲ့နီလန်း9တဲ့ကိုဝင်းမြပေးသွားတာဖြစ်ပါတယ်ရှင်လူကြီးမင်းတို့အိမ်ငှားရမ်းခြင်းတွေကနေအပေါ်ဝင်ဝင်များရရှိပါစေလို့စုမွန်ကောင်းတောင်းရင် HME နဲ့ပတ်သက်လာလို့ရှိရင် Rose Island Company Limitedဖုန်း096505997551ကိုဆက်သွယ်လိုက်ပါလို့ပြောကြရင်နှုတ်ခွန်းဆက်တာပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်